Google SEO တခုခုပဲကို brand အတွက်အရေးကြီးဆုံးလို့ထင်နေတုံးပဲလားကျွန်တော်အမြင်အရဆိုရင်တော့အခုလက်ရှိအချိန်ကာလအရဆိုရင်မားနေတယ်လို့တော့ပြောချင်တယ်အချက်လက်အရဆိုရင်တော့ယနေ့ခေတ်လူငယ် generation Z တွေရဲ့40%ကျော်ကစားတော့ဆိုင်လိုဟာမျိုးရရင်တော့ Google ထက် TikTok လို platform တွေကိုပို့သုံးပြီးရှာနေကြတယ်ဒါကြောင့်ကျွန်တော်ဒီ platform specific SEO ကိုပြောပြဖို့ဖြစ်လာတာပါအခုဆိုရင်လူငယ်တော်တော်များများကဒီရလဒ်ပုံတွေကိုပဲပြတဲ့ Google ထက်ဗီဒီယိုနဲ့အတွေ့အကြုံကိုပြတဲ့ဒီ social media တွေကိုပို့ပြီးယုံကြည်လာပြီးတော့အဲ့ပေါ်မှာရှာကြတယ်ပေါ့ဥပမာ bad restaurant နေရမည်ဆိုတာကို Google မှာရှာတာထက် TikTok ရဲ့ဒီ search bar မှာရှာနေကြတယ်ဘာလို့လဲဆိုတော့သူတို့ကဒီ honest ဖြစ်တဲ့ user review နဲ့မြင်သာတဲ့ bite ကိုပို့လို့ခြင်းလို့သူရှာကြတယ်ပေါ့ဒါကြောင့်ဒီကိုတင်လိုက်တဲ့ content တိုင်းကို platform တစ်ခုချင်းစီရဲ့စီးမြင့်တဲ့ကိုက်ညီအောင်ကျွန်တော်တို့ဘက်ကလုပ်တင်တယ်ပေါ့ဘယ်လိုလုပ်ဆောင်ရမလဲဆိုရင် TikTok နဲ့ Reel မှာဆိုရင်စကားပြောတဲ့ point ထဲမှာ keyword ကိုဖမ်းနိုင်အောင်လို့ကျွန်တော်တို့အနေနဲ့ရှင်းရှင်းလင်းလင်းပြောဖို့အရေးကြီးတယ် YouTube short နဲ့ YouTube video မှာဆိုရင် title မှာကျွန်တော်တို့ရှာဖွေခံရမယ့် keyword တွေကိုအပြည့်အစုံထည့်ပေးတာမျိုးShopee နဲ့ Lazada လို e-commerce platform တွေမှာရောင်းရင်တော့ product name ကို customer ဘယ်လိုရှာဖွေနိုင်မလဲဆိုတာကိုစဉ်းစားပြီးတော့ keyword တွေထည့်သွင်းတာမျိုးကိုလုပ်သင့်ပါတယ်ဒါမှသူတို့ရဲ့ဒီ search algorithm ကနားလည်ပြီးတော့ကို brand ကို search result ရဲ့ထိပ်ဆုံးမှာတင်ပေးနိုင်မှာပါဒါကြောင့်ကိုယ့်ရဲ့ content strategy ကိုပြန်စဉ်းစားပါ Google ရဲ့ဒီပုံစံဟောင်းထဲမှာပဲမပိတ်မိဖို့လိုတယ် platform တစ်ခုချင်းစီရဲ့ထူးခြားတဲ့ဒီစီးမြင့်တွေကိုလိုက်နာပြီးတော့ keyword တွေ hashtag တွေကို platform နဲ့လိုက်ရောင်းကြီးတွေဖြစ်အောင်လို့ပြင်ဆင်သင့်ပါတယ်လုပ်သင့်ပါတယ်အခုကစပြီးကိုယ့်ရဲ့ content တိုင်းကိုသက်ဆိုင်ရာ platform တွေမှာလူတွေပါရှာနေတာလဲဆိုတော့မေးခွန်းနဲ့စစဉ်းစားပြီးတော့ဖန်တီးစေချင်ပါတယ်ကျွန်တော်ဘက်ကအကြံပေးချင်ပါတယ်စမ်းသပ်ပါသင်ယူပါကြီးထွားလာပါ